အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော့မနေ့ကလေးပါเนาะဒီနေ့တော့ကျွန်တော်လုပ်ပေးမှာဖုန်းကြောင်းရောက်နေပါတယ်ကျွန်တော်မိတ်ဆွေကျွန်တော်ဒီ live ပြီးတော့ဖျားဖူးကြမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီနေ့လုပ်ပေးမှာဖျားဖူးမှာဖြစ်ပါတယ်အားလုံးဒီ live ကျွန်တော်လိုက်ကြည့်ကြမယ်ဖျားတူဖူးကြမယ်ခင်ဗျာဒီနေ့တော့ကျွန်တော်ဒီဖုန်းကြောင်းမှာတော့ကျွန်တော်ဝန်ထမ်းဆောင်ဖုန်းကြောင်းဖြစ်ပါတယ်ဒါတော့မှကျွန်တော်เนาะဒါဆိုရင်တော့ကျွန်တော်တို့เนาะရှူခင်းနေရကျွန်တော်တာရတယ်ပေါ့เนาะကျွန်တော် ACC ပဲကျွန်တော်လုပ်ပေးဒီမှာကျွန်တော်နားလို့ရတာဖြစ်တယ်เนาะကျွန်တော်မိတ်ဆွေနားလို့ရဖြစ်ပါတယ်အားလုံးပဲပေါ့နော်အဲ့တော့ဒါဖះတော့တကယ်မှဒီမှာတော့နော်ကျွန်တော်တို့ဇုံတွဲတွေဆိုတဲ့ဇုံတွဲတွေပေါ့ကွန်ပျူတာတွေတားစုလိုက်ပေါ့ကျွန်တော်တို့ဒါတော့ဒီလိုရအေးသေးလေးအချက်နဲ့ပေါ့နော်ဒီမှာတော့တပင်းတဘာဝတပင်းလေးစိုက်ထားတယ်ရှူခင်းလေးလာတယ်နော်ဒီနေ့ကျွန်တော်လုပ်ပေးရင်မှာလုပ်ပေးရင်လောက်ကဆင်းရတော့နော်ဒါမှမဟုတ်ကျွန်တော်နေပြီးတော့ကျွန်တော်မိတ်ဆွေတွေအေးစစ်စစ်ပေါ့နော်ဒါလာပြီးတော့ဒါဖះလာပြီးတော့ဖြစ်တယ်တူကောင်းလာလို့ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေနော်အလုံးနဲ့မိတ်ဆွေတွေနဲ့ကျွန်တော်တို့လိုက်ပြီးတော့ပြဖို့ကြမယ်ပေါ့နော်တကယ်မှကျွန်တော်နေ့ကြတော့နော်ခိုင်လုပ်ပိတ်ဒီနေ့ဝင်နေပိတ်ဘုတ်တကကြတော့သူကတော့ရှင်းနေအဆင်ပြေတယ်ပေါ့နော်ပြဖို့ကတော့အဆင်ပြေပါတယ်အဲတော့အေးစီချမ်းလေးပဲနော်ဒါကျွန်တော်တို့ဒါဒီများနိုင်ငံမှာတော့တကယ်မှတိတ်တက်လက်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီလိုမှဖျားဒီဆိုလဲကျွန်တော်တို့နော်အဲတော့ပီတိကလက်ရောက်ပါတယ်ကျွန်တော်မိတ်ဆွေနော်အဲမှာလိုက်ကြမယ်ကျွန်တော်လည်းဒီမှာလည်းဖះတော့တကယ်မှတာကြည့်လေကျွန်တော်မိတ်ဆွေနေနဲ့ဖះတော့ကျွန်တော်ညနိုင်ငံကတော့တကယ်မှဘီတုကာပေါ့လက်ရတကယ်မှဒီလှပါတယ်ဖះဖြစ်တယ်ပေါ့နော်အဲဒါမှမဟုတ်တကယ်မှကျွန်တော်လိုက်ပြီးတော့ဖះပူကြမယ်ခင်ဗျာတကယ်မှဒီလှပါတယ်နော်အဲမှအေးချမ်းပါတယ်ကျွန်တော်ဖះမျက်နှာဖះတဲ့ရောက်ပြီဆိုတော့ကျွန်တော်ရဲ့စိတ်ကြီးကငြိမ်းချမ်းစီတယ်တကယ်မှနော်တဘာဝဒါကိုရဲ့လောဘဒေါသမောဟကြီးပေါ့နော်အင်းစိတင်းနေသွားတယ်ညံသွားတယ်ပေါ့နော်တကယ်မှကျွန်တော်တို့ဒါဘောမှာကျွန်တော်ဒီလိုဖြစ်လာရင်ကျွန်တော်နော်ဒီလိုမှတတိတာအတွက်ကိုကျွန်တော်တို့ကိုသူကောင်းမှုလုပ်တဲ့ဘောကိုကျွန်တော်ဖြတ်တန်းတာအကောင်းဆုံးပဲပေါ့နော်အားကြောင့်ဒီနေ့ကကျွန်တော်လုပ်ပြီးမှဒါဖျားလာဘူးတာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေနော်အေဂျင့်နဲ့ဒီနေ့ကတော့ကျွန်တော်ရှင်းတယ်ပေါ့နော်ကျွန်တော်ဖျားပူရတာကျွန်တော်တို့လူရှင်းတာဖျားပူတာကြိုက်တယ်ကျွန်တော်မိတ်ဆွေတော့မသိဘူးနော်ဒီစီစီပဲဒီမှာအေဂျင့်နော်ဒါကျွန်တော်တို့နော်တကယ်မှဒီပဲလှပတာဖြစ်ပါတယ်ဒါမှအေဂျင့်နော်ဒီစီစီပဲဖြစ်ပါတယ်နော်ဒီမကြောက်စီအေဂျင့်ပါတယ်ကျွန်တော်နော်ဒီကမှအေဂျင့်နဲ့ဖျားတော့ဒီကမှဒီသက်လာပါပြီးတိကလေးရတယ်ရောက်တယ်နော်ကျွန်တော်ဒီလိုက်ပြီးတော့ဖျားရပါတက်ကြမယ်နော်ဖျားလိုက်ပြီးမယ်ခင်ဗျာဖျားချောင်းဝင်းရတာကျဲကြီးပဲနော်ကျွန်တော်ဒီချောင်းဝင်းရကျဲကြီးပါကျွန်တော်ကားထိုင်ဝင်းရကျဲကြီးပဲဒီမှာကျွန်တော်ကားနားလည်းရှိတယ်90ကျွန်းလည်းရှိပါတယ်နော်ဒီကမှတာရလှပရနော်ကျွန်တော်ရှူခင်းရတော့လှပါတယ်ကျွန်တော်မိတ်ဆွေနော်ကျဲကြီးကျွန်တော်တို့ရှောက်ပြုံးချောင်းဝင်းရတာကျဲကြီးပါဝင်းကြီးရတယ်ဒီကမှကျဲကြီးဖြစ်တယ်နော်ကျွန်တော်မိတ်ဆွေနေနဲ့တာရတယ်ပေါ့ကျွန်တော်ရှူခင်းရတာနော်လိုက်ပြီးတော့အားလုံးကြည့်ကြမယ်နော်ကျွန်တော်ဖះတွေလည်းကျွန်တော်လိုက်ပြီးတော့လိုက်ပြီးလဲဆိုရနော်မိတ်ဆွေနေနဲ့ဒီလိုက်ကြည့်ကြမယ်လိုက်ဖူးကြမယ်ကျွန်တော်တို့နော်ဗျာကျွန်တော်ဖះရီတော့တက်မယ်နော်ဖះရီမှာဖះဖူးမယ်ကျွန်တော်စီမီကတ်မှာဖြစ်တယ်နော်ကျွန်တော်တို့လိုက်ပြီးတော့ဖះဖူးကြမယ်ခင်ဗျာဖះလိုက်ဖူးကြမယ်ကျွန်တော်တို့ဒီများနိုင်ငံမှာနော်တကယ်ကမှဘီတုကလေးရတယ်မြောက်ပါတယ်ကျွန်တော်မိတ်ဆွေနော်ဘီတုကလေးရတယ်အမှမြောက်တယ်နော်ဒီကလှပပါတယ်ဖះရီရတော့ဒီကောင်မှပြရသလားပါနော်ဖះရီရတယ်ကောင်မှဘာလာပါပါတယ်အားလုံးပဲကျဲဒါဖះလိုက်ဖူးကြမယ်နော်ဒါဆိုတော့ကျွန်တော်ဖះရင်လို့ကျွန်တော်တက်နေပါတယ်ဖះလိုက်ဖူးကြမယ်ခင်ဗျာဖះကတော့ AC ပဲနော်ကျွန်တော်တို့ A ချမ်းနေရောကျွန်တော်တို့ AC ပေါ့ကျွန်တော်ဖះဖူးလို့ဟာဒါဆိုဒီညကျဲကြီးပါဒါဖះကြီးမှာဆိုနော်ကျွန်တော်တို့ကျဲကြီးဖះရင်လို့နော်ကျွန်တော်တို့မိတ်ဆွေနေA ချမ်းနေရောမဖះတော့ကျဲကြီးပါဒီချမ်းဒီစီစီပဲကျွန်တော်နားလို့ရတယ်လုပ်ပေးတယ်ပါနားလို့ရပါတယ်နော်ဖျားဖူးဒါကတော့ကျွန်တော်ဝန်ထမ်းဆောင်ဖုံးကြောင်းလို့ခေါ်ပါတယ်နော်ကျွန်တော်မိတ်ဆွေကျွန်တော်ကထုံးပယ်မြို့နယ်တဲ့ပါနော်ကျွန်တော်တို့ကထုံးပယ်မြို့နယ်တဲ့ပါရှိပါတယ်ဝန်ထမ်းဆောင်ဖုံးကြောင်းဖြစ်ပါတယ်ယူခင်းလည်းလှပါတယ်အေးစီပေးတယ်မှာလာလို့ရပါတယ်နော်ဖုံးကြောင်းပါကျွန်တော်ဝင်အေးစီနားလို့ရတယ်ဟာလိုက်ပြီးတော့ကျွန်တော်ပြမယ်နော်ဘီတုကလည်းရတယ်ကျွန်တော်ကြောင်မြောက်တယ်နော်ကျွန်တော်မိတ်ဆွေအဲအကြောင်းကိုကျွန်တော်တို့နိုင်ငံတူနော်ဖျားတွေကပေါ့တကယ်လို့မှသူကဒီတက်လှပါတယ်ပေါ့နော်ကျွန်တော်
သူလည်းဗုဒ္ဓဘာသာကိုးကွယ်တာပဲနော်အဲ့တော့ဒီပါကျွန်တော်နော်တကယ်လို့မှဗီဒီယိုလေးကအရင်ကမှမြတ်တောင်မြောက်ရောက်ပါတယ်ဒီကောင်ကတော့ကျွန်တော်လုပ်ထားတာကြီးတင်တက်လှပတယ်ပေါ့ကျွန်တော်မိတ်ဆွေနဲ့ရှုကင်းလည်းရမှာပါတယ်နော်ကျွန်တော်မိတ်ဆွေရှုကင်းလည်းလှပါတယ်ဒီကောင်ဖျားနော်ဖျားရှုကင်းလည်းရမှာပါတယ်ကျွန်တော်မိတ်ဆွေနဲ့ကြည့်ပါဗျာရှုကင်းလည်းရမှာလှပါတယ်လှပနေတယ်ဒီကောင်အင်းစီပေါ့နော်ဒီဖျားရင်ရောက်လာကျွန်တော်ရဲ့စိတ်ကြီးကငြိမ်းချမ်းစေတယ်ပေါ့နော်စီဖြစ်သွားတယ်ပေါ့ကျွန်တော်တို့ဘဝမှာပေါ့ဒါကြောင့်မို့ကျွန်တော်လူရည်လို့ဖြစ်လာရင်တန်ဖိုးရှိရဲ့နေတီပေါ့နော်ဖြစ်ဖို့ရည်ကြည်ပါတယ်တန်ဖိုးရှိသွားတော့နော်အတုံးချောက်ရည်ကြည်ပါတယ်အဲကြောင့်မလို့ကျွန်တော်တော့ဒါကျွန်တော်ရဲ့အလုပ်ပိတ်ရည်နေမှာဒါဖျားလာဘူးဒါဖြစ်တယ်ပေါ့အေးစီပေါ့နော်ကျွန်တော်ဓမြနိုင်ငံရဲ့အချိန်လေးမှာကိုယ်တို့ကိုယ့်ရဲ့တနေ့တာကိုတန်ဖိုးရှိစွာအတုံးချတတ်ဖို့လိုပါပါတယ်နော်ကျွန်တော်မိတ်ဆွေနဲ့ဟုတ်ပြီကျွန်တော်လိုက်ဖျားဖို့ကြမယ်နော်ဖျားရှစ်ခုမှာဖြစ်တယ်ဖျားပူဇော်မှာပေါ့နော်ကျွန်တော်မိတ်ဆွေနဲ့ဖျားတော့ဒီလိုဒီနေ့ကတော့ကျဲတယ်ပေါ့နော်ကျွန်တော်ဖျားတွေထနေကမှာတော့ဖျားတွေအများကြီးပါပဲတော့တော့ကျွန်တော်နီးစက်ရပေါ့နော်ကျွန်တော်မြို့တဲ့နီးစက်ရဖျားဝယ်လာပြလိုက်တာဖြစ်ပါတယ်လုပ်ပိတ်နေမှာကျွန်တော်မေးစီနဲ့ဖျားလာဘူးတာဖြစ်ပါတယ်ဒီနေ့ကတော့ရှင်းတယ်အေးစီပဲဖျားပူရတော့နော်ဖျားပူရတော့အေးစီပါပဲအားလုံးပဲဒီဗီဒီယိုကြည့်နေကြမိတ်ဆွေအားလုံးပေါ့နော်ဘောကမှာပေါ့နော်စိတ်ချမ်းသာကိုယ်ချမ်းသာနေပြည်စုံကြပါစေလူဆန္ဒပြပါစေအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေကြမိတ်ဆွေအားလုံးပေါ့နော်စိတ်ချမ်းသာမှုညပြည်စုံပါစေဟုတ်ကဲ့ပါဘလို့ကျွန်တော်ဗီဒီယိုကြည့်ရအားလုံးကျေးဇူးတင်ပါတယ်